မင်္ဂလာပါမြန်မာနိုင်ငံကနေပြီးတော့ယာနဲ့မဟုတ်ထောင်နဲ့ချီပြီးတော့မြန်မာသားတွေမြန်မာပြည်သူတွေဒူဘိုင်းမှာသွားပြီးတော့အလုပ်ရှောက်တယ်တကယ်အလုပ်ရတဲ့လူတွေရှိတယ်တကယ်အောင်မြင်တဲ့လူတွေရှိတယ် good money နဲ့ရတယ်အိမ်ဝင်လည်းပြန်ပို့တယ်ပြီးတော့ saving နဲ့လုပ်တယ်ပြီးတော့အိမ်တွေဝယ်တဲ့လူတွေရှိတယ်ဒါပေမဲ့ other group က they got scam မြန်မာနိုင်ငံကနေပြီးအလုပ်ကိုလုံးမို့ဆိုပြီး apply တာလုပ်လိုက်တာဒါပေမဲ့သူတို့ရှာနေပတ်စံနေအများကြီး agency ကနေယူပြီးတော့သူတို့ဒူဘိုင်းတော်မရောက်သေးဘူး they got scam သူတို့ပတ်စံနေအကုန်လုံးရှုံးသွားတယ်အဲ့တော့ဒီဗီဒီယိုထဲမှာတကယ် actually ဘလို့အလုပ်ရောက်ရှားမှာလဲဘလို့ဒူဘိုင်းကိုသွားမှာလဲဘာအလုပ်တွေရှိတာလဲဆိုတော့ဒီဗီဒီယိုထဲမှာပြောကြမယ် let's get startedနံပါတ်1 agency ကနေပြီးတော့ trusted agency ဖြစ်ရမယ်တကယ် good trusted agency ကနေဆိုရင်ခင်ဗျားကိုဒူဘိုင်းကိုအလုပ်ရမှုတော့သူကနေပြီးတော့ link လုပ်ပေးမယ်အကုန်လုံးက connect ဖြစ်နေမယ် okay ဒါပေမဲ့ be careful okay agency ကနေပြီးတော့ခင်ဗျားကိုစပြီးတော့ပတ်စံနေအများကြီးကြိုပြီးတောင်းတယ် okay သူတို့အလုပ်ရှာပေးမယ်အကုန်လုံး visa ပါလုပ်ပေးမယ်ဒါပေမဲ့ပတ်စံနေအများကြီးကြိုတောင်းတယ် something is not right because good agency ကနေ link ပဲလုပ်ပေးရမှာအကယ်၍သူတို့ကပြောမယ်သူတို့မှာအလုပ်ရှိတယ်ခင်ဗျားဒီလောက်ပတ်စံပေးရမှာဆိုခင်ဗျားဘာလုပ်ရမှာဆိုနံပါတ်1 agency ရဲ့ certificate ကိုတောင်းရမယ် agency မှာ license ရှိတောင်းရမယ်နံပါတ်2 job သူပြောနေ job ကဟာကို job ရဲ့ contract letter ကိုတောင်း contract letter ထဲမှာအကုန် detail နဲ့ပါတယ်ဘယ်မှာနေရမှာလဲဘယ်လောက်စားမှာလဲဘယ်လောက်ပေးမှာလဲဘာ holiday ဘယ်လောက်ရမှာလဲပြီးတော့ leave နေမကောင်းဖြစ်တဲ့ချိန်ကတနေ့မှာဘယ်လောက်ရှိတာလဲဘယ်နှစ်ရက်အလုပ်လုပ်ရမှာလဲတော်တော်များများလူတွေကခံလိုက်ရတယ်တပတ်မှာ9ရက်ဆိုပြီးဒါပေမဲ့ဟိုတော့ပြီးတပတ်မှာ6ရက်ဆိုပြီးတော့ Filipino နဲ့မြန်မာနိုင်ငံလူတွေတော်တော်များခံနေရတယ်သူတို့ဟို agency ရဲ့ contract ကိုတေချာမဖောက်အဲ့ဒါခင်ဗျား end up 6ရက်အလုပ်လုပ်ရမယ် same person အတွက် instead of 9ရက်အလုပ်လုပ်ရမယ်နေရာမှာအဲ့ဒါခင်ဗျား company ကနေပြီးတော့ contract letter ကိုကြည့်အချင်းချင်း company letter နဲ့ company ရဲ့ဟို icon company ရဲ့logo တွေပါအကုန်လုံးနဲ့ခင်ဗျား teacher check လုပ်ပြီးတော့အကုန်လုံး company online မှာလည်း check လုပ်ရမယ် step number 2က apply လုပ်တဲ့ချိန်ကျရင်ခင်ဗျားဒီ agency တွေမလို့ခင်ဗျားကိုယ်တိုင်ကနေပြီးတော့UAE မှာဒူဘိုင်းမှာရှိတဲ့ company တွေကိုမြန်မာနိုင်ငံကနေပြီးတော့ထိုင်ပြီးတော့အလုပ်တွေရှောက်လို့ရတယ်ဘယ် website တွေတောင်းမှာဆိုတော့ website ၄ခုပဲခင်ဗျားတောင်းရမယ်နံပါတ်1က Indeed ကဒီ best ပဲကျွန်တော်တို့ခေတ်ကဆိုရင်ကျွန်တော်တို့ Indeed ပေါ်ကနေပြီးတော့အလုပ်ရှောက်ခဲ့တာ UK မှာ US မှာဆိုဟို UAE မှာ everywhere မှာကျွန်တော်တို့အလုပ်ရှောက်ခဲ့တယ် Indeed ပေါ်မှာတွားပြီးတော့ခင်ဗျားအလုပ်ရှောက်နံပါတ်2က LinkedIn ပေါ်မှာလူတွေနဲ့ connect လုပ်ခင်ဗျားရဲ့ profile ကို professional ပုံစံနဲ့ခင်ဗျား profile ကိုလုပ်တာစုတေပါတွေဝစ်စရာမလိုဘူးဟိုပြီးတော့ LinkedIn ပေါ်မှာဓာတ်ပုံတင်နေဆိုရင်ကိုဘွဲရတဲ့ဓာတ်ပုံမတင်နဲ့ဒါပေမဲ့အဲ့လို professional ဓာတ်ပုံတင်ပြီးတော့ professional ကိုယ့်ရဲ့ဟာတွေအကုန်လုံး build up လုပ်တာ LinkedIn ပေါ်မှာနံပါတ်3က Byte BAYT ကနေပြီးတော့ golf ကလူတွေတောင်းတဲ့ website အလုပ်ရှာတဲ့အတွက်နံပါတ်4ကအရန်အရေးကြီးတဲ့ဟာ golf talent က GUALF golf TALENT golf talent ပေါ်ကနေပြီးတော့ခင်ဗျားအလုပ်ရှောက်လို့ရ today ဒီဗီဒီယိုခင်ဗျားကြည့်ပြီးသွားတာနဲ့ English ကိုခင်ဗျား CV တစ်ခုကိုလုပ် CV လုပ်ပြီးသွားတာနဲ့အဲ့ဒီ CV ကိုခင်ဗျားအဲ့ဒီ website ၄ခုပေါ်မှာတွားပြီးတော့ခင်ဗျား upload လုပ်ပြီးသွားတာနဲ့တချို့အဲ့တော်များများ website တွေကတရက်ကိုခင်ဗျားအလုပ်ကို like အခုတရာခင်ဗျားထိုင်ပြီး click လုပ်ပြီးတော့ခင်ဗျားအလုပ်ကိုရှာလို့ရဒါမို့ခင်ဗျားအလုပ်တွေခင်ဗျားတော့ chances ကပိုပြီးတော့များတယ်ပဲဒါတွေကအကုန်လုံး click to apply အလုပ်တွေအကုန်လုံးပဲအဲ့ဒီမှာခင်ဗျား best ဆိုရွေးလို့ရနံပါတ်3က effective အဖြစ်ဆုံးပဲဒါကဘာလဲဆိုit's about what you know it's not about who you know အတိတ်ပဲဘာလဲဆိုခင်ဗျားမှာ connection လို့တယ်ခင်ဗျားရဲ့ network ကခင်ဗျားရဲ့ network ပေါ်မှာမူတည်တယ်အဲ့ဒါခင်ဗျားမှာဘယ်လောက်ထိ connection ရှိမှအဲ့လောက်ထိကောင်းမယ်အကယ်ခင်ဗျားမှာ connection မရှိဘူးဆိုရင် don't worry ခင်ဗျား already မြန်မာနိုင်ငံမှာအလုပ်လုပ်နေတယ်ဒူဘိုင်းမှာမြန်မာပြည်သူသားတွေဒူဘိုင်းမှာအလုပ်လုပ်နေလို့ခင်ဗျား connect လုပ်ပြီးတော့သူတို့တွေကိုတောင်းသူတို့တွေကအတိဆုံးပဲဘယ် company ကအလုပ်လုပ်တာလဲဘယ်သူကလုပ်တာလဲဘယ်အချိန်မှလုပ်တာလဲဘာအလုပ်လုပ်တာလဲသူတို့တွေ true ကနေဝင်မယ်ဆိုတာဒါ easiest အဖြစ်ဆုံးပဲခင်ဗျားတို့ interview နဲ့လွယ်မယ်ခင်ဗျားရဲ့ process လွယ်မယ်negotiate လုပ်မှုလဲsalary negotiate လုပ်မှုလဲခင်ဗျားတို့လွယ်မယ်သူတို့တွေအကုန်သိပြီးသားပဲအဲ့လူတွေနဲ့ဝယ်အဲ့လူတွေကိုခင်ဗျားအဲ့လို Facebook group တို့ဘာလို့မှတွားပြီးတော့ communicate လုပ် connection လုပ်ခင်ဗျား company မှာအလုပ်လုပ်လားလူလုပ်လားဆိုပြီးတော့အဲ့လူတွေ true နဲ့ဝယ်တာအဲ့ဒါဒီ best ပဲနံပါတ်4ကမြန်မာနိုင်ငံကနေပြီးတော့ထွက်ပြီးတော့ဒူဘိုင်းတောင်ဝင်ကျင်တယ်ဆိုရင်ဒါ target လုပ်ရမယ့် job တွေကlow level job တွေ migrant တွေအများကြီး higher လုပ်တဲ့အလုပ်တွေဝင်လိုက် once ခင်ဗျားဒူဘိုင်းထဲရောက်သွားပြီဆိုရင်အဲ့အလုပ်ကနေပြီးတော့ခင်ဗျား shift လုပ်လို့ရအဲ့ဒါ a lot လွယ်တယ်အဲ့လိုမျိုးတနိုင် abroad ကိုဝင်ကျင်တယ်ဆိုရင် low level skills ကနေဝင်ပြီးသွားတယ်ဟိုရောက်တာနဲ့တခြား job တွေအဲ့လို apply လုပ်ပြီးတော့အဲ့လို shift တွေလုပ်သွားနံပါတ်1ကဘာလဲဆိုတော့ construction worker အလုပ်တွေပဲဖြစ်ဖြစ် cleaner ပဲဖြစ်ဖြစ် hotel staff ပဲဖြစ်ဖြစ် security guard ပဲဖြစ်ဖြစ် driver ပဲဖြစ်ဖြစ် warehouse worker ပဲဖြစ်ဖြစ် any low level skill job any low level skills မရှိတဲ့အလုပ်တွေကို apply လုပ်ဟိုရောက်ပြီးသွားတာနဲ့လုံးဝ switch ကိုလုပ်ချပလိုက်6လအလုပ်လုပ်လိုက်6လအလုပ်လုပ်နေတဲ့ရှာနေနဲ့တခြားအလုပ်ကိုလုပ်ပြီးအဲ့လိုအပေါ်တက်သွားအဲ့ဒီ skills ဒီအလုပ်တွေကဒီ migrant တွေကိုခေါ်တဲ့အလုပ်တွေကသူတို့ accommodation နဲ့ပေးတယ် transportation နဲ့ပေးတယ်ပြီးတော့ basic salary လည်းပေးတယ်နေမှုထိုင်မှုစောင့်မှုတောက်မှုလည်းရတယ်ပြီးတော့ like ဘာမှပူစရာမလိုဘူးနံပါတ်5ခင်ဗျာ document တွေအကုန်လုံးကိုခင်ဗျာစပြီးစုတော့မယ်နံပါတ်1ကဘာလဲဆိုတော့ passport valid ဖြစ်ရမယ် date တွေအကုန်လုံး expire ဖြစ်တဲ့ passport မဟုတ်နံပါတ်2က medical test ကိုတွားပြီးလုပ်ရမယ်အဲ့ဒါဒေါ်လာ100-150လောက်ပေးရမယ်ပြီးတော့ employee share contract အဲ့ company တွေကနေပြောအလုပ်က contract က low လို့တယ်ပြီးတော့အဲ့ work visa လို့တယ်ခင်ဗျားမှာ work visa မရှိဘူးဆိုရင်ဒီဘက်မှာတွားပြီးတော့ legally အလုပ်လုပ်လို့မရအောင် important things တွေခင်ဗျားမလုပ်အောင်အခုမလုပ်ရမယ့်အလုပ်တွေကဘာလဲဆိုနံပါတ်1က agency တွေကိုပတ်စံအများကြီးခင်ဗျားကြိုပြီးပေးစရာဘာအကြောင်းမှမရှိဘူးပြီးတော့
ခင်ဗျားဒူဘိုင်းကို traveling တာလုပ်နေတာဒါမှ job ရဲ့ contract ကမရှိဘူး contract မရှိဘဲနဲ့ traveling သွားပြီးတော့မလုပ်နဲ့ပြီးတော့ဟိုက passport ကိုလည်း agency ကိုသွားပြီးတော့မပေးနဲ့ခင်ဗျားပတ်စံနဲ့ရှုံးမယ် passport လည်းခင်ဗျားကိုသူယူသွားလိုက်လိမ့်မယ် okay အခု၄ချက်ကိုခင်ဗျားဒီနေ့ဒီဗီဒီယိုပြီးသွားတယ်လုပ်တဲ့နံပါတ်1ကခင်ဗျားရဲ့ CV ကို English လို့လုပ်ပြီးတော့ apply အလုပ်တွေလုပ် Indeed လို့ bias လို့ပေါ်မှာ apply အလုပ်တွေတွားပြီးတော့ CV ကိုတင်ပြီးတော့အဲ့ website တွေပေါ်ကနေ apply လုပ်နံပါတ်3က join မြန်မာနိုင်ငံရဲ့ Facebook group တွေမြန်မာရဲ့ Dubai ရဲ့ Facebook group တွေမြန်မာ P2P သားတွေက Dubai မှာအလုပ်လုပ်နေလို့တဲ့ Facebook group ရှိတယ်အဲ့ဒါတွေကိုတွားပြီးတော့နိုင်ငံတိုင်းမှာရှိတယ် UK မှာလည်းရှိတယ်အဲ့ group တွေမှာတွားပြီးဟိုမှာခင်ဗျား join လုပ်ပြီးတော့ဟိုဟာ legal requirement agency တွေကို contact လုပ် okay legally ဖြစ်တဲ့လူတွေကို contact လုပ်ပြီးတော့ကျွန်တော် comment လေးတွေရေးပြီးတော့တစ်ချက်တော့ပြောကြည့်ပြ Dubai မှာအလုပ်လုပ်ရတာနဲ့ Singapore မှာအလုပ်လုပ်ရတာဘယ်ဟာပိုကောင်းလဲဘယ်ဟာ freedom ပိုရှိရဘယ်ဟာပတ်စံပိုရှာနိုင်တယ်ပြီးတော့နောက်မြန်မာနိုင်ငံလူငယ်တွေအတွက်ဘယ်ဟာပို့ပြီးတော့ potential ရှိတာလဲဆိုတော့တစ်ချက်တော့ comment လေးမှာရေးပေးပါ thank you so much